အားလုံးပဲမင်္ဂလာပါဗျ Smart Finance YouTube Channel ရတဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ Ethereum ရဲ့9လပိုင်းအကုန်သုံးသပ်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အရေးကြီးတဲ့သတိပေးချက်လေးကိုအရင်ပြောချင်ပါတယ်ဒီဗီဒီယိုက Financial Advice မဟုတ်ပါဘူးဒီဗီဒီယိုထဲမှာအကြောင်းအရာတွေဟာလေးလာသုံးသပ်ချက်တွေနဲ့အမြင်တွေကိုသာမျှဝေထားတာဖြစ်ပါတယ်ယင်းနှမြုံနှံမှုမလုပ်ခင်မှာ DYOR လို့ခေါ်တယ်Do your own result ကိုသေချာလေ့လာပြီးကိုယ့်ရဲ့ risk ကိုကိုယ်တိုင်နားလည်ပြီးမှဆုံးဖြတ်သင့်ပါတယ်အရှိတဲ့ Ethereum ကဘာကြောင့်1800ဝန်းကျင်မှာအရှိန်အတော်ကြာအောင်ရှိနေရတာပါတလဲတော်တော်များများကမေးနေကြတဲ့မေးခွန်းလို့တော့ထင်ပါတယ် Ethereum ကိုတနေ့တနေ့ကြည့်ရတာဟာစေတမလား analysis တွေဆွဲရတာဟာဈေးကြမလားနဲ့ပေါ့နော် Ethereum ဟာနည်းပညာပိုင်းမှာတိုးတက်နေပေမဲ့ဈေးနှုန်းကတော့တစ်ခါတည်းမှာ1800ဝန်းကျင်1900ဝန်းကျင်မှာအချိန်တော်တန်ကြအောင်ရပ်တန့်နေပါတယ်အကြောင်းရင်းတချို့ကတော့ပထမတစ်ချက်က market မှာပေါ့နော်ဝယ်လိုအားနဲ့ရောင်းလိုအားမညီမျှသေးတာပဲဖြစ်ပါတယ်ဒုတိယအချက်ကတော့ဘက်ကွိုင်ကို investor တွေကပို့ပြီးတော့ဦးစားပေးဝင်နေတဲ့အချိန်မှာ Ethereum ကိုငွေဝင်နှုန်းနေသွားနိုင်ပါတယ်တတိယအချက်ကတော့ကမ္ဘာစီးပွားရေးအခြေအနေတွေအတိုးနှုန်းတွေငွေကြေးမူဝါဒတွေနဲ့ crypto market ရဲ့စိတ်ခံစားချက်တွေကလည်း Ethereum ကိုဈေးတက်ရောက်စေပါတယ်။ဒါကြောင့် Ethereum မတက်တာဟာ project မကောင်းလို့မဟုတ်ဘဲ market cycle ကြောင့်လည်းဖြစ်နိုင်ပါတယ်။အရှင်းနှစ်ကကြတော့ Ethereum ရဲ့အနာဂတ်ဈေးနှုန်းကို investor တွေကဘယ်လိုမျိုးမြင်ကြပါသလဲ။ Retail investor အများစုက Ethereum ကို blockchain ecosystem ရဲ့အကြီးဆုံး platform တွေကတခုလို့မြင်ကြပါတယ် DeFi တွေ NFT တွေ stable coin တွေ tokenization တွေ smart contract နဲ့ application အများစုဟာ Ethereum ရဲ့ network ကိုအခြေခံထားတာကြောင့်အသုံးပြုမှုကဆက်ရှိနေစေဖြစ်ပါတယ်တချို့ analysis တွေကတော့နောက် bull market မှာ Ethereum ဟာလက်ရှိဈေးထက်ပိုမြင့်နိုင်တယ်လို့မျှော်လင့်ကြပါတယ်ဒါပေမဲ့ဘယ်သူမှအနာဂတ်ဈေးနှုန်းကိုအတိအကျမခန့်မှန်းနိုင်ပါဘူးအရှက်သုံးကကြတော့ Ethereum ကလက်ရှိဈေးကနေကြောတက်ဖို့ဘာတွေလိုအပ်ပါမလဲ Ethereum ရဲ့ဈေးကိုအားပေးနိုင်တဲ့အရှက်တွေကတော့ Bitcoin bull market ဆက်လက်အားကောင်းလာမယ် Ethereum ရဲ့ network ကိုအသုံးပြုသူပိုများလာမယ် Layer 2 တွေ ecosystem တွေပုံမှန်တိုးတက်လာမယ် DeFi နဲ့ stable coin တွေအသုံးပြုသူတွေတိုးလာမယ် inflation တွေ Ethereum ကိုပို့ပြီးတော့မှဝယ်ယူလာမယ်နောက်တော့ crypto ကိုထောက်ပံ့ပေးတဲ့ဥပဒေတွေမူဝါဒတွေပိုရှင်းလင်းလာလို့ရှိရင်တော့ဒီအချက်တွေက Ethereum ကိုပေါ့နော်အားကောင်းစေတဲ့အချက်တွေပဲဖြစ်ပါတယ်အချက်လေးအနေနဲ့ကတော့ Retail investor တွေက Ethereum ကိုစက်ကင်ထားအောင်မလားဆိုတဲ့မေးခွန်းမှာဒါကတာမန်$10 $10စုနေတဲ့ပေါ့နော်ဒါမရှိမဲ့ကိုစုနေကြတဲ့လူတွေအတွက်ကတော့သိကျင်မယ်လို့တော့ထင်ပါတယ်တချို့ long time investor တွေကကြတော့ Ethereum ကို portfolio ထဲမှာဆက်လက်ထည့်သွင်းထားဆဲဖြစ်ပါတယ်အကြောင်းကတော့ Ethereum က smart contract platform တွေထဲမှာအသုံးပြုမှုအများဆုံး project တွေထဲကတစ်ခုဖြစ်နေသေးပါပဲဒါပေမဲ့ investor တိုင်းရဲ့ strategy ကတော့မတူပါဘူးတချို့က profit ရရင်ရောင်းကြပါတယ်တချို့က9နှစ်10နှစ်ရေချေကိုမျှော်ပြီးတော့မှစက်ကင်ထားကြပါတယ်ရေးကြည့်တာကကိုယ့်ရဲ့ risk management နဲ့ investment plan ကိုလိုက်နာဖို့ပါပဲဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့ Ethereum ဟာ crypto market ရဲ့အရေးကြီးတဲ့ asset တစ်ခုဖြစ်နေသေးပါဒီလိုမှာဈေးအတက်အကျရှိနိုင်ပေမဲ့ဒီရှိမှာတော့နည်းပညာဖွံ့ဖြိုးမှုနဲ့အသုံးပြုမှုတိုးလာနိုင်တဲ့အလားအလာကို investor အများစုကစောင့်ကြည့်နေကြပါတယ်ဒါပေမဲ့ market မှာအမြဲတမ်း risk ရှိပါတယ်ဒါကြောင့်မိမိရဲ့ငွေကြေးအခြေအနေ risk ခံနိုင်ရင်နဲ့ investor plan ကိုသေချာစဉ်းစားပြီးမှယင်းနှမြုပ်နှံသင့်ပါတယ်ဗီဒီယိုကိုသဘောကျရင် like subscribe လုပ်ပေးဖို့မမေ့ပါနဲ့ crypto store နဲ့ personal finance ဆိုင်ရာဗဟုသုတတွေကိုမြန်မာလိုအလွယ်တကူနားလည်အောင်တင်ဆက်ပေးနေတဲ့ Smart Finance ကိုဆက်လက်အားပေးကြပါအောင်ဗျကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ